ကြတဲ့လမ်းရတဲ့နေရာများကတောင်းလို့ပဲငါမောင်းပဲစေနာကြည့်ရမယ်လို့လာနေရောက်နေတဲ့မရှိတော့တဲ့ဘာလို့ပါချောက်ကြ